ပစ္စည်းတွေတော့နေတိုင်းပစ္စည်းတွေဘယ်တော့ပြန်ရောက်မှလဲမေးနေတဲ့ချစ်ကစတာပါလေးတွေအတွက်သတင်းကောင်းလေးရှိပါတယ်ရှင်ဟုတ်ပါတယ်မတို့စီက NVIDIA ဆက်တွေနဲ့တွဲသုံးလို့ရမယ် Smart D brand နဲ့က PoE IP Indoor camera လေးတွေပစ္စည်းအလုံးလောက်ပြန်လည်ရောက်ရှိထားပါပြီရှင်ကင်မရာရဲ့ရုပ်ထက်က format resolution ဖြစ်လို့ပုံမှန် Full HD ထက်ပိုကြည့်ပြီးတော့နေ့ရောညပါ Full color နဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီပစ္စည်းလေးအကြောင်းကိုအသေးစိတ်သိချင်တာပဲဖြစ်ဖြစ်ဝယ်ယူအားပေးချင်တာပဲဖြစ်ဖြစ် TikTok ချက်ပေါက်နဲ့အခုဗီဒီယိုရဲ့ comment အောက်မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်